ကျွန်တော်တို့ဒီလိုမျိုးဗီဒီယိုလေးတွေကိုတင်ဖို့ဟိုမနှစ်ကဒီလိုအချိန်တွေကကျွန်တော်တို့ကြိုးစားခဲ့ကြဦးတယ်အဲ့ဒီတော့ကကျွန်တော်အတိမိတ်ဆွေတယောက်နဲ့ပေါ့ကျွန်တော်တို့နှစ်ယောက်ကျွန်တော်တို့ဒါလေးတွေလုပ်ကြည့်ကြမယ်လို့တိုင်ပင်မှုတယ်ဒါပေမဲ့အဲ့ဒီတယောက်နဲ့ကျွန်တော်တို့နှစ်ယောက်မလုပ်ဖြစ်ဘူးပေါ့နော်သူကလည်းလုပ်ဖို့တိတ်အားမပါတာနဲ့ကျွန်တော်တို့မလုပ်ဖြစ်ခဲ့ကြဘူးမလုပ်ဖြစ်ခဲ့ကြတော့အားရနေပြီးတော့မလုပ်ဖြစ်ပဲနေရင်းနဲ့အခုကျမှပဲလုပ်ဖြစ်တာပေါ့နော်ဒါကတော့ကျွန်တော်တယောက်တည်းပဲစူးစမ်းပြီးတော့လုပ်တာပေါ့ကျွန်တော်မိတ်ဆွေနဲ့ကျွန်တော်နဲ့ကတော့တယောက်တစ်နေရာစီဖြစ်သွားတဲ့အတွက်မဆုံးမကြတော့ဘူးအဓိကတော့ကျွန်တော်တို့ကလည်းဒီလိုမျိုးလုပ်ရင်းနဲ့နည်းနည်းလေးလူလေးပါလေးများတိလာမလားပေါ့နောက်တစ်ခုကိုလုပ်တဲ့ဟာလေးတွေကအရာလေးများထင်လာမလားဆိုပြီးတော့စူးစမ်းကြည့်တာပါဖြစ်မဖြစ်ဘူးတော့မသိဘူးပေါ့ဗျာတက်နိုင်သလောက်တော့ဆက်ပြီးစူးစမ်းအောင်ပါပေါ့နော်ဟုတ်ကဲ့အဲ့ဒီလိုပါ